မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တစ်ပုဒ်ကိုဒီကနေ့ဆုံးမဩဝါဒဒေသနာတစ်ပုဒ်ဘုန်းကြီးတို့တွေလိုက်နာကျင့်သုံးမှုပြုကြရအောင်မြတ်စွာဘုရားကနေရာတိုင်းမှာဥတည်ချက်ကတော့သစ္စာ၄ပါးနဲ့နိဗ္ဗာန်ကိုဥတည်ဟောတာတွေရှိပဲသို့တော်လည်းမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေဟာလက်ရှိဘဝကောင်းကျိုးချမ်းသာရစေဖို့ဟောတာရှိတယ်တံပရာယိကလို့ဆိုတဲ့တမလွန်ဘဝကောင်းကျိုးချမ်းသာရဖို့ဟောတာရှိတယ်ဒီကျက်တာလွန်ပြီးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့လို့ဟောတာရှိတယ်အဲ့ဒါလို့တရားတွေရဲ့စရိုက်အလိုက်အကြိုက်အလိုက်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာကဲနိုင်သမျှကဲတယ်လို့ဆိုအမှာပေါ့တန်ရာလိုက်နာကျင့်သုံးတဲ့တရားတွေရဲ့လိုက်နာကျင့်သုံးမှုရဲ့အတိုင်းအတာတစ်ခုရအကျိုးဖြစ်ထွန်းမှုဆိုတာရှိကြဟုတ်တယ်လေလူတိုင်းဟာတူညီတဲ့အရည်ချင်းရှိတာမှမဟုတ်တာတူညီတဲ့အရည်ချင်းမရှိသည့်အတွက်ကြောင့်တူညီတဲ့အကျိုးကျေးဇူးဆိုတာတော့ဖြစ်နိုင်ဘူးတကယ်တော့ကျောင်းတစ်ခုမှာကျောင်းသားတွေထောင်ချီပြီးတော့သင်တန်းပို့ကြတယ်ထင်မယ်အကုန်လုံးကျောင်းသားတွေဘွဲရတာမှမဟုတ်တာပညာရေးထူးချွန်တာမှမဟုတ်တာထူးချွန်တဲ့ပုဂ္ဂိုလ်ဟာအနည်းငယ်သာပေါ်လာတာဖြစ်တယ်ပေါ့ဒါပါဖြစ်လို့အရည်ချင်းမတူလို့ဒီလိုပြောရမှာသင်တဲ့ပုဂ္ဂိုလ်နဲ့ဆိုင်လားမဆိုင်ဘူးပညာရနဲ့ဆိုင်လားမဆိုင်ဘူးသူတို့ရဲ့ကိုယ်ပိုင်အရည်ချင်းနဲ့သာဆိုင်အဲ့ဒီတိုင်းပဲမြတ်စွာဘုရားရဲ့တရားဓမ္မကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေရဲ့အရည်ချင်းအလိုက်တာလည်းကွဲပြားခြားနားသွားတာတဲ့ကောင်းပြီမြတ်စွာဘုရားကဗုဒ္ဓဘာသာဝင်သူတော်စင်တွေအများရဲ့ကြီးညိုလေးစားမှုကိုရတယ်ဆိုတာအကြောင်းမဲ့ရတာမဟုတ်ဘူးမြတ်စွာဘုရားတို့အများရဲ့မေတ္တာကိုခံယူရတယ်ဆိုတာလည်းအကြောင်းမဲ့ခံယူရတာမဟုတ်ဘူးထိုကဲ့သို့ကောင်းမြတ်တဲ့အကျိုးတစ်ခုအများရဲ့မေတ္တာအများရဲ့ကြီးညိုလေးစားမှုခံရတယ်အများရဲ့ကြီးညိုလေးစားမှုဆိုတဲ့ဒီအကျိုးဆက်တစ်ခုကိုရရှိဖို့ဆိုတာဘာတွေလုပ်လို့ရတာတုံးလို့မြတ်စွာဘုရားကလမ်းညွှန်မှုပြုတဲ့အနေနဲ့ဟောထားတဲ့ဒေသနာတစ်ပုဒ်ကိုမှတ်သားကြရအောင်လူတိုင်းနဲ့သက်ဆိုင်တယ်တန်ဃာတွေနဲ့လည်းသက်ဆိုင်တယ်သာသနာ့နယ်ဝင်သီလရှင်တွေနဲ့လည်းသက်ဆိုင်တယ်အရာရှိအရာခံတွေနဲ့လည်းသက်ဆိုင်တယ်တိုင်းသူပြည်သားပုဂ္ဂိုလ်တွေနဲ့လည်းသက်ဆိုင်တယ်ဒီတရားအလုံးအတွက်သက်ဆိုင်တဲ့တရားဗုဒ္ဓဘာသာဝင်တွေအလုံးအတွက်ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်လည်းဒီတိုင်းကျင့်ဒီအကျိုးရမှာပဲအဲ့တော့အလုံးသက်ဆိုင်တဲ့အရာတစ်ခုပြောရမှာမြတ်စွာဘုရားကဟောတယ်သီလဓတနာတမ္ပန္နံဓမ္မထံသစ္စာဝေဒိနံအတ္တနောကမ္မကုပ္ပဏံတံဇနောကုရုတိပိယံဓမ္မပဒမှာမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်ဟာအင်တန်မှတတ္တလောကကြီးတစ်ခုလုံးလူသားတွေကောင်းကျိုးချမ်းသာရချင်တဲ့ပုဂ္ဂိုလ်တွေအများရဲ့ကြီးညိုလေးစားမှုအများရဲ့ချစ်ခင်မှုမေတ္တာရချင်တဲ့ပုဂ္ဂိုလ်တွေဒီအတိုင်းကျင့်လို့ရှိရင်အများရဲ့မေတ္တာကိုရမှာပါမြတ်စွာဘုရားရဖို့သိကြတယ်ဆိုတာဟောကိုရောမြတ်ကိုယ်တိုင်လည်းပဲဒီအတိုင်းကျင့်သုံးတယ်ဆိုတာကိုထင်ရှားစေတယ်သီလဓတနာတမ္ပန္နသီလဆိုတာကိုချင်းတရားသီလတမ္ပန္နကိုချင်းတရားနဲ့ပြည့်စုံရမယ်ဓတနာတမ္ပန္နအမြင်ရှိရမယ်အခြေခံနဲ့ပြောလို့လည်းရတယ်ဒီဒေသနာတော်ဟာအခြေခံအနေအချင်းပြောလို့ရတယ်လို့ပဲအဆင့်မြင့်တဲ့အနေထားအဖြစ်လည်းဖွင့်ဆိုပြောကြားလို့ရတယ်ပေါ့လူတိုင်းဟာကိုယ့်အဆင့်နဲ့ကိုယ်အရေးကြီးဆုံးအရေးချင်းတစ်ခုကဘာလဲဗုဒ္ဓဘာသာဝင်ဖြစ်လာပြီဆိုလို့ရှိရင်အရေးကြီးဆုံးအရေးချင်းတစ်ခုသည်သီလတမ္ပန္နကိုချင်းသီလနဲ့ပြည့်စုံရမယ်ဒီလိုဆိုတာပေါ့နော်ကိုချင်းသီလနဲ့ပြည့်စုံရမယ်တာမန်ပုဂ္ဂိုလ်တွေဆိုရင်၅ပါးသီလကိုချင်းသီလပဲ၅ပါးသီလနဲ့ပြည့်စုံရမယ်အေး၅ပါးသီလများလို့တခုလျှော့မယ်မကြံနဲ့နော်ဒါကဝါရိတ္တသီလလို့ခေါ်တယ်ဝါရိတ္တသီလဆိုတာမလုပ်ရဘူးလုပ်ရင်အန္တရာယ်ဖြစ်မယ်လို့ဟောထားတာတွေ့ဘူးတယ်မို့လားလျှပ်စစ် transformer တွေနားမှာရေးထားတာ danger ဆိုတာရေးထားတွေ့ဘူးနော်အဲ့ဒါလိုပဲ၅ပါးသီလဟာ danger ပဲဘယ်သူပဲဖြစ်
ဗုဒ္ဓဘာသာဖြစ်ဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါဏာတိပါဒအမှုကိုမရှောင်ဘူးပြုမယ်ဆိုရင်ဒိဋ္ဌိပဲသူကတော့ဘယ်သူမှမျက်နှာလိုက်မှာမဟုတ်ဘူးနော်ဘယ်သူမှမျက်နှာမလိုက်ဘူးဒါကြောင့်မို့ပါဏာတိပါဒကရှောင်ကျင်မှုဟာအရေးကြီးတဲ့သီလတစ်ခုအနေနဲ့မြတ်စွာဘုရားဟောတာသူ့တက်ကိုတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာနော်လက်တွေ့ဘဝမှာရံများမယ်စိတ်ဆင်းရဲမှုကြုံတွေ့ရမယ်ကိုယ်ပြန်တတ်တဲ့ပုဂ္ဂိုလ်နဲ့ကြုံရမယ်မကြုံဘူးဆိုရင်တောင်ဒီဘဝရဲ့အခြားမဲ့မှာအပင်ငရဲကြမယ်လူဖြစ်လာရင်လည်းအသက်တူမယ်ယောဂါတွေများမယ်ကြည့်လေခဏခေတ်မှာပဲကြည့်ဟောကတာမျိုးထဲမှာလည်းကြည့်အခြားနဲ့ကိုယ်လက်လန်းမမီတဲ့နေရာတွေလည်းကြည့်မွေးလူတွေကမွေးလာပြီးတော့ကြမ်းကြမ်းမာမာနဲ့အသက်ရှိတဲ့ပုဂ္ဂိုလ်တွေရှိသလိုမွေးလာပြီးတော့သူမသိကိုယ်မသိသေသွားတာတွေလည်းအများကြီးပဲနော်ယောဂဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲဒီလိုကွဲပြားခြားနားနေတာဘာကြောင့်လဲလို့ဆိုရင်အကြောင်းကတော့ကိုယ်လုပ်ခဲ့တဲ့အကြောင်းပဲဖြစ်တယ်ပေါ့ကံကြမ္မာပုံရိပ်တွေကသူ့ဘဝမှာလာပြီးတော့ပုံဖော်နေတာပါဏာတိပါဒလှုပ်လာတဲ့ပုဂ္ဂိုလ်ဟာငယ်စဉ်ကပဲတတူတယ်ယောဂဝေဒနာတွေများတယ်ဒီလိုဖြစ်တာဒါကအကျိုးဆက်လေးအနေနဲ့ခံတာမြတ်စွာဘုရားဟောတာလေပါဏာတိပါတောနေရယတံဝတ္တနိကောအပါယတံဝတ္တနိကောတိရိစ္ဆာနာကတတံဝတ္တနိကောပါဏာတိပါဒဟာငရဲမှာဖြစ်စေနိုင်တယ်တိရိစ္ဆာန်ဘဝရောက်စေနိုင်တယ်ပိဋ္ဌာဘုံရောက်စေနိုင်တယ်အပေဘုံကျစေနိုင်တယ်နော်လူဖြစ်လာလို့ရှိရင်လည်းနော်အသက်တူတယ်ဆိုတာကိုဖြစ်ပေါ်စေနိုင်တယ်လို့ဒီလိုဟောတာဒါကဘုရားကဒီလိုဖြစ်ဖို့ပြောတာမဟုတ်ဘူးဒီသဘာဝဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်အစာအစာနဲ့တူတယ်အစာအစာဟာလူတွေစားနေတဲ့အစာအစာကိုကြည့်ဥပမာမယ်ဟင်းညိုမုန့်တွေများများစားရင်ရင်ငတ်မယ်အာကောင်ချောက်မယ်နော်အသေးကိုဒုက္ခပေးမယ်နောက်ဆုံးကြတော့ Alzheimer ဆိုတဲ့ဒီနောက်ဆုံးကြလို့ရှိရင် Alzheimer ဆိုတဲ့မေ့လျော်တဲ့ယောဂါတွေဖြစ်မယ်ဆိုတာစီဂျိုယောဂါတွေဖြစ်မယ်အသေးမှာဒုက္ခပေးမယ်ဆိုတာဒါကသူ့တဘာဝဖြစ်တာဒီလိုပြောတာနော်အဲ့တော့၅ပါးသီလဆိုတာလေဒီအဓိပ္ပာယ်ရှိတယ်ပေါ့ဒါကြောင့်မို့ပါဏာတိပါဒကရှောင်ကျင်မှုဆိုရယ်ကိုချင်းသီလအရင်ရေးကြည့်တယ်ထို့တူပဲအဋိဏဒါနရှောင်ရမယ်မရှောင်ဘူးဆိုလို့ရှိရင်အဋိဏဒါနသည်အပါယတံဝတ္တနိကောအပေပုံမှာဖြစ်စေနိုင်တယ်လူဘဝရောက်လာလို့ရှိရင်လည်းပစ္စည်းဥစ္စာတွေပျက်စီးတယ်ဆုံးရှုံးတယ်ဆိုတာနဲ့ကြုံရမယ်မိလောင်တဲ့ထဲပါသွားတယ်ရေမျောတဲ့ထဲပါသွားတယ်ဆိုတာမျိုးတွေနဲ့ကြုံရမယ်ဒီလိုဆိုတာလူတိုင်းဟာဒါတွေကြုံလားဆိုမကြုံတဲ့လူတွေလည်းမကြုံဒီလိုကွဲပြားခြားနားနေတာကိုလုပ်ခဲ့တဲ့ကံရဲ့ကံကြမ္မာပုံရိပ်တွေကြီးပဲလို့ဒီလိုပြောကာမိတုမိစ္ဆာစာရသူတော်ဘာသမယစောကပြစ်မှားတဲ့ပုဂ္ဂိုလ်တယောက်ဟာသေလို့ရှိရင်ဒီအကုသိုလ်ကံကြောင့်ပင်ငရဲကြနိုင်တယ်လွတ်လာပြန်လို့လူဖြစ်ရင်လည်းလူမုန်းများတယ်ဆိုတဲ့အကျိုးဟာအပေါ်ဆုံးအပြစ်ပဲဖြစ်တယ်မုဒ္ဒဝါဒမရှောင်တဲ့ပုဂ္ဂိုလ်တယောက်ဟာမုဒ္ဒဝါဒချောင်းမို့လို့သူဟာအပင်ငရဲကြာသွားမယ်အပင်ငရဲကလွတ်လာပြန်လို့ရှိရင်လေမကြာခဏအဆွတ်ဆွဲခံရတယ်ကိုမခိုးဘဲနဲ့ခိုးတယ်လို့ဖန်ဆီးခံရတယ်ကိုမလုပ်ဖဲနဲ့လုပ်တယ်လို့ဆွတ်ဆွဲတွေခံရတတ်တယ်လောကမှာရှိနာပဲဒါတွေဒီလိုဆိုလို့အေသူရမေရယမရှောင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ကြတော့ဘာဖြစ်လဲသူရမေရယမရှောင်သည့်အတွက်ကြောင့်သေတဲ့အခါအပင်ငရဲချတယ်အပင်ငရဲလွတ်လာတဲ့အခါကျတော့အယူအနှံဖြစ်တယ်မယူတောင်မှထုံထိုင်းတဲ့ပုဂ္ဂိုလ်အိုင်ကျူမမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်လာဒီလိုဆိုတာပေါ့နော်အဲ့ဒါဒီတခုအကုသိုလ်မှုတွေဟာသူ့အကြောင်းနဲ့သူ့အကျိုးနဲ့ဒီတိုင်းလာတာဒါကြောင့်မို့မြတ်စွာဘုရားက၅ပါးသီလလုံရမယ်ဟောကြည့်လေ၅ပါးသီလပြည့်ပြည့်ဝလုံတဲ့ပုဂ္ဂိုလ်ကအသက်ရှည်မယ်ကျမ်းမာမယ်ပစ္စည်းဥစ္စာတွေမပြည့်စည်ဘူးချမ်းသာတယ်လူချစ်လူခင်ပေါ်တယ်အစွတ်ဆွဲမခံရဘူးအသိပညာတွေထက်မြက်တယ်ဆိုရင်ဟောလူထဲမှာပြည့်စုံတဲ့လူဖြစ်တယ်အဲ့ဒါလို့ပြည့်စုံတဲ့လူဖြစ်ဖို့ဆိုတာ၅ပါးသီလရဲ့အကျိုးရမှာပြည့်စုံအေးဒါကြောင့်မို့မြတ်စွာဘုရားလူသားတွေအနေနဲ့အခြေခံလူဝတ်ကြောင့်နေအနေနဲ့သီလတမ္ပန္နသီလနဲ့ပြည့်စုံရမယ်လို့ဒီလိုပြောတာ
ယဟန်တန်ဃာတွေဆိုလဲယဟန်တန်ဃာတွေရဲ့သီလနော်သီလရှင်တွေဆိုလဲသီလရှင်တွေရဲ့သီလကိုချင်းသီလအတိအတိရှိကြတာကိုသီလကိုလုံရမယ်လို့ဒီလိုဆိုလိုတာပဲသီလရှိလာပြီဆိုရင်အကျိုးကျေးဇူးကအလုံးရဲ့ကြီးညိုမြတ်နိုးမှုကိုခံရမယ်လေးစားမှုကိုဒီပုဂ္ဂိုလ်ကတော့အနေထိုင်ကောင်းတဲ့အကျင့်သီလကောင်းတယ်ဆိုရင်လူတကာကလေးစားတယ်မြတ်နိုးတယ်ဆိုတဲ့အကျိုးကိုရဒါကိုဆိုလိုတာပေါ့နော်ဒသနတမ္ပန္နမှန်ကန်တဲ့အမြင်တစ်ခုရှိရမယ်မှန်ကန်တဲ့အမြင်လို့ဆိုတဲ့နေရာမှာအခြေခံအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ကံကံဤအကျိုးကိုလက်ခံတာမှန်ကန်တဲ့အမြင်တစ်ခုပဲကံကံဤအကျိုးကိုလက်ခံတယ်ဆိုတာကိုလှုပ်တာကိုတောင်းယူတဲ့သဘောကိုဆိုလိုတယ်ကောင်းတာလုပ်ရင်လည်းကောင်းကျိုးရမှာပဲမကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်ကိုလှုပ်တဲ့မြတ်ကိုနဲ့သာသက်ဆိုင်တယ်လို့ဒီလိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဟာမကောင်းတာဘယ်တော့မှမလုပ်ဘူးကောင်းတာပဲလုပ်လူတော်လူကောင်းဖြစ်ဖို့ရှိဒါကြောင့်မို့ဒသနလို့ဆိုတာကာမတက္ကတသမ္မာဒိဋ္ဌိဒါနဲ့ပြည့်စုံအောင်ဒီတဲ့အဆင့်မြင့်သွားရင်ဘာဖြစ်ဝိပဿနာသမ္မာဒိဋ္ဌိအာရိမုဂ္ဂရိတ်တာမှာမုဂ္ဂဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယအတိုင်းဟောနေတယ်ဝိပဿနာသမ္မာဒိဋ္ဌိဝိပဿနာဉာဏ်ဘယ်လိုရအောင်လုပ်ရမလဲကျင့်ကြံကြိုးကိုအားထုတ်ဟောဝိပဿနာသမ္မာဒိဋ္ဌိဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ရမှငါဆိုတာပြောက်မယ်အတွေးပြောက်မယ်ငါဟာဆိုတဲ့အတွေးပြောက်မယ်ငါဟာဆိုတဲ့အတွေးပြောက်မှတောကတွေ့တာမှုတွေပြောက်မယ်တွေ့တာမှုပြောက်မှတောကပြောက်ပြီးတော့ရင်တွင်ငြိမ်းချမ်းမှာဖြစ်တယ်ပေါ့အကြောင်းကဒီလိုဆက်ဒါကြောင့်မို့ဒသနဆိုတဲ့ဝိပဿနာဉာဏ်မြင်တယ်လည်းပြည့်စုံရမယ်ဒီတဲ့အဆင့်မြင့်လာလို့ရှိရင်နိဗ္ဗာန်ကိုမြင်တဲ့ဒသနမက္ခသမ္မာဒိဋ္ဌိဖလသမ္မာဒိဋ္ဌိဆိုတာနိဗ္ဗာန်ကိုမြင်နိုင်တယ်နိဗ္ဗာန်ချမ်းသာဆိုတာဘယ်လိုဖြစ်တယ်ဆိုတာအဲ့ဒါလို့မြင်သည်ထိအောင်ဒသနတမ္ပန္နအမြင်နဲ့ပြည့်စုံရမယ်လို့တမ္မာအပြင်ပြောမယ်ဆိုလို့ရှိရင်ကြည့်အများကောင်းကျိုးကိုဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာဘု து လောကရဲ့ကောင်းကျိုးကိုဆောင်ရွက်တဲ့အခါမှာမှန်ကန်တဲ့အမြင်ရှိဖို့လိုအပ်တယ်ပေါ့အမျှော်အမြင်ရှိရမယ်ခဏပြည်တော်စုမြန်မာနိုင်ငံတော်နော်တိုးတက်အောင်ကြိုးစားနေကြတာကိုလူမျိုးတွေအားလုံးဟာလူတိုင်းဟာဒီကိုနိုင်ငံကိုလူမျိုးကိုဘာသာသာသနာကြီးပွားတိုးတက်ဖို့ကြိုးစားနေကြတဲ့နေရာမှာအမျှော်အမြင်ဟာအရေးကြီးတယ်ပေါ့မျှော်မြင်မှုမှန်ကန်စွာမြင်မှုကိုအခြေခံပြီးတော့လုံးဝကြီးပွားတိုးတက်မှုဆိုတာဖြစ်နိုင်တယ်ပေါ့မှန်ကန်တဲ့အမြင်တစ်ခုရှိဖို့လိုအပ်တယ်ဒါလောကီရေးနဲ့ပတ်သက်လည်းပဲကိုချင်းသီလကောင်းရမယ်အမြင်မှန်ရမယ်အမြင်ရှိရမယ်ဒီလိုဆိုတော့စီးပွားလုပ်တဲ့ပုဂ္ဂိုလ်လည်းအမြင်ရှိရစီးပွားရေးနဲ့ပတ်သက်လည်းပဲသီလရှိရမယ်နော်မလိမ်ရဘူးမကောင်းရဘူးမညစ်ရဘူးနော်မမှန်မကန်ပစ္စည်းတွေအယောင်းဝယ်မလုပ်ရဘူးဒါကိုစီးပွားရေးနဲ့ပတ်သက်တဲ့သီလအမြင်မှန်ဘယ်လိုလုပ်မှစီးပွားတိုးတက်နိုင်တယ်ဆိုတဲ့အမြင်ရှိရမယ်ဒါစီးပွားရေးနဲ့ပတ်သက်တဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အမြင်ဆိုလဲရှိရမယ်ဒီလိုဆိုလိုတာပေါ့လောကီကိစ္စပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စပဲဖြစ်ဖြစ်မြတ်စွာဘုရားဟောတဲ့တရားဟာခြုံငုံမိတယ်အခြေခံအနေစပြီးထက်တန်းထိအောင်ခြုံငုံမိတယ်လို့ဒီလိုပြောသီလဒသနတမ္ပန္နဟောဒီအချက်ဒါကိုရည်ညွှန်းတာဘုန်းကြီးတို့တွေဒါကိုယ်တိုင်ကြိုးစားကြရအောင်ကိုချင်းသီလနဲ့ပြည့်စုံအောင်လုပ်ကိုလုပ်တဲ့လုပ်ငန်းအားလျော်စွာကိုချင်းသီလနဲ့ပြည့်စုံရမယ်အမြင်မှန်ရှိရမယ်ဓမ္မထံသစ္စာဝေဒိဘာလို့အခြေခံအပြင်ပြောမယ်ဆိုရင်ဓမ္မထမှန်ကန်တဲ့လမ်းကြောင်းပေါ်တည်ရမယ်ဆိုလိုတာကဒုစရိုက်တွေမကျင့်သုံးရဘူးသူစရိုက်ကိုကျင့်သုံးရမယ်ဟောဒုစရိုက်ကိုရှောင်ရှားရမယ်ဓမ္မဆိုတဲ့လမ်းကြောင်းပေါ်ယက်တည်ရဒီတဲ့အစစ်မြင့်တာကြတော့ဝိပဿနာတရားကျင့်ကြံကြိုးကိုအထုတ်လို့မဲ့လေးပါဖို့လေးပါဆိုတဲ့ဓမ္မလမ်းကြောင်းပေါ်ရောက်အောင်ကြိုးစားဓမ္မထဒီလိုအဆင့်အထိပ္ပယ်ရတယ်ပေါ့နိုင်ငံရေးလုပ်တယ်နိုင်ငံကောင်းစားရေးလုပ်တယ်ဆိုရင်လေဓမ္မထပဲဓမ္မလမ်းကြောင်းနဲ့သွားရမယ်ဓမ္မလမ်းကြောင်းကသွေးဖြီးပြီးတော့သွားရင်ကောင်းကျိုးချမ်းသာဆိုတာမရနိုင်ဘူးဒီလိုပြောတာဟောမှန်ကန်တဲ့လမ်းကြောင်းဘက်ကနေရှောက်လန်းဓမ္မထံသစ္စာဝါဒိနံသစ္စာဝါဒိနံလို့ဆိုလို့ရှိရင်စကားပြောပြီးဆိုရင်အရေးကြီးဆုံးကတော့မှန်ကန်တဲ့စကားကိုပြောဖို့လိုအပ်တယ်
မမှန်မကန်ပြောပြီးဆိုလို့ရှိရင်တော့အပြစ်တွေကနောက်ကလိုက်တာမမှန်မကန်ပြောတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာမဟုတ်တာအလုတ်ဆုံးပုဂ္ဂိုလ်တယောက်ပဲလို့ဒီလိုဆိုတာပေါ့နော်ဘာဖြစ်လို့တော့ဆိုရင် तू ကပုံးစရာရှိလာတယ်လေဘာလို့ तू ကလိန်လိုက်ရင်ပြီးတာပဲလေလိန်လိုက်ရင်သူ့မှာပုံးခိုစရာရှိနေတော့ဘယ်တော့မှအမှန်မပြောမမှန်မကန်နေကြီးပဲပြောတယ်ဆိုဒါကြောင့်မမှန်မကန်မလို့မပြောရဘူးသစ္စာဝါဒိနံမှန်မှန်ကိုပဲပြောရနောက်တနည်းကတော့သစ္စာဝေဒိနံဆိုလို့ရှိရင်တော့အမှန်တရားကိုသိရမယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်အမှန်တရားကိုသိတယ်ဆိုတာဘာလဲပြဿနာတစ်ခုဖြစ်လာလို့ရှိရင်ပြဿနာဆိုတာကိုသိရမယ်ဒီပြဿနာဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းကိုသိရမယ်ဒီပြဿနာဘယ်လိုငြိမ်းသွားတယ်ဆိုတာသိရမယ်ဒီပြဿနာဘယ်လိုငြိမ်းအောင်လုပ်ရမယ်ဆိုတာကိုသိရမယ်ဒါသစ္စာလေးပါပဲလေယောဂဖြစ်တယ်ဆိုရင်လေယောဂအကြောင်းကိုသိရမယ်ဒီယောဂဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသိရမယ်ဒီယောဂကုစားပြောင်းငြိမ်းမှုကိုသိရမယ်ဘယ်နည်းနဲ့ပြောင်းနိုင်တယ်ဆိုတဲ့ဆေးကိုသိရမယ်ဟောသစ္စာလေးပါဆိုတာမြတ်စွာဘုရားဟောထားတဲ့သစ္စာလေးပါတဏှာဥက္ကလွတ်ဖို့ဆိုတာလေဒီတိုင်းပဲလေဒုက္ခဆိုတာကိုသိရမယ်အဲ့ဒီဒုက္ခဘာကြောင့်ဖြစ်လာတယ်ဆိုတဲ့အကြောင်းတရားကိုသိရမယ်အဲ့ဒီဒုက္ခဘယ်နေရာမှာနောက်ဆုံးချုပ်ငြိမ်းသွားတယ်ဆိုတာသိရမယ်အဲ့ဒီချုပ်ငြိမ်းတဲ့နိလန်းဆိုတာကိုလည်းသိရမယ်ဒါကိုဆိုလို့လေဓမ္မထံသစ္စာဝေဒိနာဟောပြည့်စုံလုံလောက်တဲ့အရေးချင်းတစ်ခုပဲပေါ့ဒီလိုဆိုလိုတာပေါ့နောက်တစ်ခုကဘာလို့ဆိုအတ္တနောကမ္မကုပ္ပန္နလူတိုင်းဟာကိုယ်ပိုင်အလုပ်တွေရှိတယ်ဘုန်းကြီးတို့တွေတန်ဃာတော်တွေအနေနဲ့ပြောမယ်ဆိုရင်တန်ဃာတွေရဲ့ကိုယ်ပိုင်အလုပ်ကဘာလဲမြတ်စွာဘုရားအဆုံးအမတွေကိုသင်ယူရမယ်ပို့ချရမယ်ဟောပြောရမယ်ဒါတန်ဃာတွေရဲ့အလုပ်ပဲမြတ်စွာဘုရားအဆုံးအမတွေကိုမိမိတို့ကိုယ်တိုင်ကရှေးဥစွာသင်ယူရမယ်သင်ယူပြီးတဲ့အခါမှာမိမိတို့ရဲ့တပည့်တွေပြန်ပြီးပို့ချပေးရမယ်တရားဓမ္မတွေကိုဟောပြောပေးရမယ်မြတ်စွာဘုရားအဆုံးအမတွေလူတွေရဲ့နှလုံးသားထဲရောက်အောင်ကြိုးစားဒါကအဓိကပင်မအလုပ်တစ်ခုပဲတခြားလူတွေလည်းထို့တူပဲသာသနာ့နယ်ဝင်သီလရှင်ဆရာကြီးဆရာလေးတွေလည်းထို့တူပဲအမျိုးသမီးလေးတွေဓမ္မလမ်းကြောင်းပေါ်ရောက်အောင်ဟောပြောပေးရမယ်မြတ်စွာဘုရားအဆုံးအမတွေသင်ရမယ်သင်ပြီးပို့ချပေးရမယ်တဆင့်ဟောပြောပေးရမယ်လူတွေရဲ့နှလုံးသားထဲရောက်အောင်တရားဓမ္မတွေဖြန့်ဖြူးပေးရမယ်ဒါအတ္တနောကမ္မပဲခုအလုပ်လုပ်တယ်လို့ဆိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကလည်းထို့တူပဲနော်တိုင်းပြည်ကိုဥပဒေနဲ့အညီအုပ်ချုပ်ပြီးတော့ပြည်သူပြည်သားတွေအကျိုးစီးပွားများကြောင်းရှိရာရှိကြောင်းကိုအမြဲတမ်းကြံစီပြီးတိုင်းကျိုးပြည်ကျိုးတိုးတက်ဖွံ့ဖြိုးအောင်လုပ်တာဒါဟာပြည်သူဒီတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေရဲ့အလုပ်တစ်ခုပဲထို့တူပဲတိုင်းသူပြည်သားတွေအနေနဲ့ကလည်းမိမိတို့ကိုယ်တိုင်ပြည်သူပြည်သားဆိုတာမဟာသမတမင်းလက်ထက်ကကဘာဥကာလကလေးကတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကိုသက်ဆိုင်ရာအခွန်ပန္နာပေးမယ်လို့ဂတိပြုထားတာဂတိပြုထားတဲ့အတွက်ကြောင့်မိမိတို့ရဲ့အခွန်ပန္နာမလိမ်မညာပဲနဲ့ပေးတာဟာလေတိုင်းပြည်သူပြည်သားတွေရဲ့အလုပ်ပဲစီးပွားရေးတိုးတက်အောင်အယောင်းဝယ်လုပ်ကြတာလေတိုင်းသူပြည်သားတွေရဲ့အလုပ်ပဲဥပဒေတိုင်းလေးစားလိုက်နာတာဟာလေတိုင်းသူပြည်သားတွေရဲ့အလုပ်ပဲလို့ဒီလိုတိုင်းပြည်တစ်ခုမှာစီးပွားရေးသမားကစီးပွားရေးကိုလုပ်တယ်အုပ်ချုပ်ရေးသမားကအုပ်ချုပ်ရေးကိုလုပ်တယ်ပညာရေးသမားကပညာရေးအခုလိုအသီးသီးကိုတောင်ဝန်ကိုကြည်ပြောင်အောင်ထမ်းဆောင်သွားပြီမြတ်စွာဘုရားဆိုလိုတာနော်အတ္တနောကမ္မကုပ္ပံကိုယ်အလုပ်တွေကိုကိုလုပ်ကြအဲ့ဒါလို့ကိုယ်အလုပ်ကိုကိုလုပ်ပြီးဆိုတဲ့အခါကျတော့ယက်လက်ကဘာဖြစ်တော့တံဇနောကုရုတိပိယံအဲ့ဒါလို့အရေးချင်းပြည့်ဝတဲ့ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်လဲသီလနဲ့ပြည့်စုံတယ်အမြင်ရှိတယ်ဓမ္မလမ်းကြောင်းတိုင်းယက်တည်တယ်မှန်ကန်တာကိုသာပြောတယ်သို့မဟုတ်အမှန်တရားကိုသိတယ်ကိုယ်အလုပ်ကိုကိုထဲထဲဝင်ကြိုးကြိုးစားစားလုပ်တယ်ဆိုတဲ့ဒီပုဂ္ဂိုလ်မျိုးဟာကုရုတေပိယံအားလုံးကသူ့ကိုချစ်ခင်မြတ်နိုးကြတယ်လေးစားကြတယ်လေးစားမှုကိုခံယူရတယ်လို့ဒီလိုဆိုလိုတာပါအေးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒီအရေးချင်းတွေကိုမှတ်သားပြီးတော့အားလုံးဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုနာခံဖို့ဗုဒ္ဓတာဝကအဖြစ်ခံယူထားကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ဗ
ုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒီဒေသနာတော်အတိုင်းကိုချင်းသီလပြည့်စုံအောင်တို့တွေကြိုးစားအထောက်ရမယ်ဒသနာဆိုတဲ့မှန်ကန်တဲ့အမြင်တစ်ခုအခြေခံကစပြီးအစစ်မြင့်ဒီထိအောင်တို့တွေရအောင်ကြိုးစားကြမယ်ဓမ္မထလို့ဆိုတဲ့အတိုင်းအခြေခံသူစရိုက်တရားပေါ်တည်ရှိခြင်းကအစလောကုတ္တရာတရားကိုရသည်ထိအောင်တို့တွေဓမ္မထဖြစ်အောင်ကြိုးစားကြမယ်သစ္စာဝေဒီလို့ဆိုတဲ့သစ္စာတရားကိုသိအောင်သစ္စာဝါဒီအမှန်စကားကိုသာဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်အောင်ကြိုးစားရမယ်အတ္တနောကမ္မကိုတာဝန်ကြလာတဲ့လုပ်ငန်းတစ်ခုကိုတာဝန်ကိုကြည်ပြင်းအောင်လုပ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်အဲ့ဒါလို့ဖြစ်မှသာလဲတန်စနောကုရုတိပိယံလို့ဆိုတဲ့အများရဲ့ကြီးညိုလေးစားမှုကိုခံယူကြရမှာဖြစ်တယ်လို့ကိုစီသဘောကျ၏မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးတော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်ပြပါဝင်းငွေလမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆုံးရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအဒီဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သိမ့်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေးကြိုင်လိုက်၍နေကြပါစေကုန်တည်း